ရုရှားနိုင်ငံ Kalashnikov ကုမ္ပဏီလက်အောက်ကနောက်ထပ်ကုမ္ပဏီအဖွဲ့တစ်ခုဖြစ်တဲ့ Zala Aerospace လုပ်ငန်းစုမှာထုတ်လုပ်တဲ့ Zala Lancet အသေးခံတိုက်ခိုက်ရေးဒရုန်းဟာ2024ခုနှစ်မေလအတွင်းမှာပဲယူကရိန်းတို့ရဲ့ပြစ်မှတ်ပေါင်း32ခုကိုတိုက်ခိုက်ခဲ့ပြီးတော့ဒါဟာတစ်နှစ်အတွင်းအမြင့်မားဆုံးသောစံချိန်တင်တိုက်ခိုက်နိုင်မှုကိုလည်းဖြစ်ခဲ့ပါတယ်။ဒါအပြင် Zala Lancet drone အနေနဲ့2024ခုနှစ်ပထမ9လပတ်အတွင်းမှာယူကရိန်းတပ်မတော်ရဲ့ပြစ်မှတ်အများအပြားကိုလည်းတိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါသေးတယ်။ရုရှားတပ်မတော်ဟာ2024ခုနှစ်မေလ10ရက်နေ့ကနေစတင်ပြီးတော့ယူကရိန်းနိုင်ငံမြောက်ဘက်ခြမ်းဖြစ်တဲ့ Kharkiv ဒေသအတွင်းကိုထိုးစစ်မျက်နှာစာအသစ်အနေနဲ့ထပ်မံပြီးတော့တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ရုရှားတပ်မတော်ရဲ့ဒီထိုးစစ်ဟာ Element of Surprise လို့ခေါ်ဆိုတဲ့လေငါရရှိမှုအပေါ်အခြေခံပြီးရုတ်တရက်တိုက်ခိုက်တာမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းတပ်မတော်ဟာမျှော်လင့်မထားပဲရုတ်တရက်တိုက်ခိုက်ခံရတာကြောင့်ရပ်ပိုင်းအတွင်းမှာပဲ Kharkiv ဒေသမှာရှိတဲ့နယ်မြေဒေသတချို့ကိုလက်လွတ်ပေးလိုက်ရပါတယ်။ယူကရိန်းတပ်မတော်ဟာ Donbas ဒေသနဲ့ Zaporizhzhia ဒေသအပါအဝင်ကီလိုမီတာ2300ကျော်ရှည်လျားတဲ့ရှေ့တန်းစစ်မျက်နှာတစ်လျှောက်ရုရှားတပ်တွေနဲ့ရင်ဆိုင်ထားရတာပဲဖြစ်ပါတယ်။ဒါကြောင့် Kharkiv ဒေသဘက်မှာရုရှားတပ်တွေရဲ့စုဖွဲ့မှုကိုထောက်လှမ်းရေးသတင်းတွေကြိုရခဲ့ပေမဲ့ခုခံမှုအတွက်တပ်ကူတွေအလင်းအမြန်ဆေလွတ်ခြင်းမပြုနိုင်ခဲ့ပါဘူး။ဒါကြောင့်ပဲရုရှားတပ်တွေကိုတားဆီးဖို့ပင်မတပ်တွေမရောက်ခင် Kharkiv ဒေသထဲမှာရှိတဲ့ပြည်နယ်တပ်ဖွဲ့တွေကိုပဲရှေ့ပြေးအနေနဲ့ပို့ပေးခဲ့ရပါတယ်။အဆိုပါတပ်တွေကိုပစ်ကူပေးဖို့အမြောက်တပ်လက်အောက်က MLRS တွဲလိုက်ဒုံးပြေးရင်တွေကိုတော့အများအပြားပို့ဆောင်စစ်ကူပေးခဲ့ပါတယ်။ဒါအပြင်ဒီကြောရန်ကာကိုရေးစနစ်တချို့ကိုလည်း Kharkiv ဒေသတွေကိုပြောင်းရွှေ့စစ်ကူပေးခဲ့ပါတယ်။ရုရှားတပ်ဖွဲ့တွေရဲ့ Zala Lancet အသေးခံတိုက်ခိုက်ရေးဒရုန်းတွေဟာ Kharkiv စစ်မျက်နှာအသစ်မှာလည်းအရေးကြီးတဲ့နေရာကနေပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒီအသေးခံတိုက်ခိုက်ရေးဒရုန်းတွေဟာသေးငယ်ပြီးအတန်ထွက်ရှိမှုနှုန်းနည်းပါးတာကြောင့်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအနေနဲ့ရှာတွေ့ဖို့တော့အတော်လေးခက်ခဲပါတယ်။ကီလိုမီတာ90ကနေ120လောက်အထိပြန်တန်းနိုင်တာကြောင့်ရှေ့တန်းစစ်မြေပြင်နဲ့တော်ဝေးမှာရှိတဲ့ရန်သူနောက်ပိုင်းနေရာတွေကိုထိုးဖောက်တိုက်ခိုက်နိုင်ပါတယ်။ Zala Lancet drone ဟာယူကရိန်းတပ်မတော်ရဲ့နောက်တန်းမှာနေရာယူထားတဲ့အမြောက်ပစ်ကူတပ်ဖွဲ့တွေနဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုပစ်ကူစစ်ကူပေးလို့မရအောင်အဓိကဦးနှိမ်တိုက်ခိုက်တဲ့တာဝန်ကိုယူထားတာလည်းဖြစ်ပါတယ်။ Kharkiv ဒေသမှာယူကရိန်းတပ်မတော်လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့အမြောက်တပ်တွေအတွဲလိုက်ဒုံးပစ်စနစ်တွေကိုဦးနှိမ်ပြီးတိုက်ခိုက်နေတာကြောင့်ယူကရိန်းတပ်ဖွဲ့တွေဟာပစ်ကူအင်အားလုံလောက်အောင်မရခဲ့ပဲရုရှားတပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုတောင့်ခံမထားနိုင်ခဲ့ပါဘူး။ Lancet drone ဟာမေလအတွင်းမှာပြစ်မှတ်302ခုကိုစံချိန်တင်တိုက်ခိုက်နိုင်ခဲ့တာ Kharkiv ဒေသမှာပါထပ်တိုးချဲ့ပြီးအသုံးပြုလာတာကြောင့်ဖြစ်ပါတယ်။မေလအတွင်းတိုက်ခိုက်ခဲ့တဲ့ပြစ်မှတ်အများစုဟာဒီစစ်မျက်နှာအသစ်မှာပဲဖြစ်ပြီးယူကရိန်းနိုင်ငံရှေ့ပိုင်းတောင်ပိုင်းနဲ့အလယ်ပိုင်းဒေသစစ်မျက်နှာတွေမှာပဲတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်ခဲ့ပါတယ်။ Lancet အသေးခံတိုက်ခိုက်ရေးဒရုန်းရဲ့ပြစ်မှတ်တွေထဲမှာအမြောက်နဲ့တွဲလိုက်ပစ်ဒုံးပစ်ယာဉ်တွေအများစုဖြစ်ပြီးပင်မတိုက်ပွဲဝင်တင့်ကားတန်ချက်ကာယာဉ်တွေနဲ့လေကြောင်းရန်ထောက်လှမ်းရေးရေဒါတွေလည်းပါဝင်နေပါတယ်။တိုက်ခိုက်ခဲ့တဲ့အမြောက်တွေထဲမှာဆိုဗီယက်ထုတ်အမြောက်တွေနဲ့အနောက်ဥရောပနိုင်ငံတွေကထုတ်တဲ့အမြောက်တွေလည်းပါဝင်ပါတယ်။ထူးခြားချက်အနေနဲ့မေလအတွင်းတိုက်ခိုက်ခဲ့တဲ့အမြောက်တပ်ဖွဲ့ပြစ်မှတ်တွေထဲမှာယူကရိန်းပြည်တွင်းထုတ်ဗိုဒါနာအမည်ရှိယင်တင်ဟောင်ဝင်စာအမြောက်10လက်တောင်ပါဝင်ခဲ့ပါတယ်။ဗိုဒါနာအမြောက်ဟာယူကရိန်းကထုတ်တာဆိုပေမဲ့ဥရောပနိုင်ငံတွေကနည်းပညာအကူအညီထောက်ပံ့တွေအသုံးပြုပြီးထုတ်ထားတဲ့155မမဟောင်ဝင်စာအမြောက်ပဲဖြစ်ပါတယ်။ဒါအပြင်အများဆုံးတိုက်ခိုက်ခဲ့တာကတော့ BM21 Grad မျိုးစား122မမအတွဲလိုက်ဒုံးပစ်ယာဉ်တွေပဲဖြစ်ပါတယ်။ BM21 အပြင်ချက်နိုင်ငံထုတ် RM-17
လိုက်တာနဲ့ Lancet drone ဟာကိုယ်တိုင်ထိန်းချုပ်မောင်းနှင်ပြီးပြစ်မှတ်ရှိရာကိုထိုးဆင်းတိုက်ခိုက်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်တိုက်ခိုက်ရာမှာပြစ်မှတ်ကိုလွှဲချော်နိုင်တဲ့နှုန်းဟာအတော်လေးကိုနည်းပါးသွားခဲ့ပါတယ်။ညအချိန်တိုက်ခိုက်နိုင်တဲ့စွမ်းဆောင်ရည်ကိုပါထပ်မံပေါင်းစပ်နိုင်ခဲ့တာကြောင့် Lancet drone ဟာရှောင်ဖို့ခက်ခဲတဲ့လက်နက်စနစ်တစ်မျိုးဖြစ်လာခဲ့ပါတယ်။ Lancet ဆိုတဲ့အမည်ဟာချွန်များတဲ့သွားနှစ်ဖက်ပါဓာတ်ကိုခေါ်ဆိုတာဖြစ်ပါတယ်။ Lancet drone ရဲ့တိစောက်ထားတဲ့ဒီဇိုင်းပုံစံနဲ့စွမ်းဆောင်ရည်တွေဟာထိုးသွင်းလို့ရတဲ့နှစ်ဖက်သွားဓာတ်နဲ့တော်တော်လေးကိုတူညီမှုရှိလို့ဒီနာမည်နဲ့လိုက်ဖက်တယ်လို့ဆိုနိုင်ပါတယ်။ရုရှားတပ်မတော်ရဲ့ Lancet drone ဟာလက်ရှိကမ္ဘာပေါ်မှာတိုက်ပွဲမှတ်တမ်းအကောင်းဆုံးနဲ့သုံးဝင်ဆုံးအသေးခံတိုက်ခိုက်ရေး drone အဖြစ်သတ်မှတ်ခံထားရပါတယ်။